ကဲအားလုံးပဲမင်္ဂလာပါဗျဒီတစ်ပတ်အကောင်းဆုံးပွဲစဉ်အနေနဲ့ Manchester United နဲ့ Spurs တို့ United တို့ရဲ့ Old Trafford ကွင်းမှာတွေ့ဆုံကြတော့မှာပဲဖြစ်ပါတယ်။ဒီပြသစ် Michael Carrick လက်အောက်မှာ3ပွဲဆက်ပုံစံကောင်းတွေပြသနေသလို Man City Arsenal တို့လိုမဟာပြိုင်ဘက်တွေကိုအနိုင်ယူနိုင်ခဲ့လို့ United တို့ရဲ့ခြေစွမ်းကလက်ရှိမှာထိပ်တန်းရောက်နေပြီလို့ပြောရမှာပဲဖြစ်ပါတယ်။ထိပ်တိုက်တွေ့ဆုံမှုတွေက United နဲ့ Spurs တို့နောက်ဆုံးတွေ့ဆုံမှု9ပွဲမှာ Spurs က4ပွဲနိုင်ပြီးတပွဲတည်ကြာထားတဲ့စံချိန်စိုးရှိနေလို့ United တို့ရုန်းကန်နိုင်ရခြေရှိနေပြီလို့လည်းနိုင်ရဖို့တော့မလွယ်ကူပါဘူး။လက်တလောရလတ်တွေမတည်ငြိမ်လို့ PR များနေတဲ့ Spurs အသင်းရဲ့နီးပြ Thomas Frank တယောက်ပြီးခဲ့တဲ့အပတ်မှာတော့ Manchester City တို့ကိုတရေကစားထားနိုင်ခဲ့ပါတယ်။ United Spurs ပွဲစဉ်နဲ့ပတ်သက်ပြီးဘောလုံးပွဲခံမှန်းသူ Paul Merson ကတော့ဒီပွဲကကြီးမားတဲ့ပွဲဖြစ်လာမှာကတော့အသေးချပါပဲ။ United တို့ရဲ့နီးပြသစ် Michael Carrick အနေနဲ့သူ့ရဲ့ United နီးပြဘဝကိုအကောင်းဆုံးစတင်နိုင်ခဲ့တယ်ဆိုပေမဲ့ရခိုင် United ကစားသမားဟောင်းဖြစ်တဲ့ Ole Gunnar Solskjaer ကင်တွယ်နေစဉ်တုန်းကလည်း United တို့အစာကောင်းခဲ့တဲ့တာလကားတွေရှိခဲ့ပါတယ်။လက်ရှိအချိန်မှာ Carrick အတွက်လိုအပ်နေတာကတကယ်လို့များရှုံးပွဲတွေဇက်တိုက်ရှုံးခဲ့ရင်အဲ့ဒီရှုံးကနေပြန်လည်နိုးထားဖို့အရှုံးကိုတုံ့ပြန်ပြီးအလဲပြောင်းတွေလုပ်နိုင်ဖို့ပဲလိုအပ်ပါတော့တယ်။သူရဲ့နီးပြဘဝအစပိုင်းကတကယ်ကိုချုံရင်မှုတွေနဲ့ပြည့်နေခဲ့ပေမဲ့ဘယ်အသင်းကမှဘယ်ဘောလုံးအသင်းမှအမြဲတမ်းနိုင်မနေနိုင်ပါဘူးအရှုံးတွေကိုလက်ခံကြည့်ပြီးပြန်လည်နိုးထားနိုင်မှသာကြီးမားတဲ့အလှည့်ပြောင်းတွေသူ့ရဲ့အရေးချင်းတွေအတိုင်းအတာတွေတိုးတက်လာပြီးအမြဲတမ်းနှိပြဖြစ်နိုင်ခြေပို့ပြီးတော့ခိုင်မာလာမှာပဲဖြစ်ပါတယ်ကျွန်တော်မှတ်မိသလောက်ပြောရရင်ဆိုရှာတုံးကလည်းမလုံနိုင်ခဲ့ဘူးထင်ပါတယ်မိုက်ကယ်ကာရီတယောက် Old Trafford ရဲ့ကြီးမားတဲ့ဖိအားတန်အောက်မရောက်ဘူးသေးလို့သူဘယ်လိုရင်ဆိုင်သွားမလဲဆိုတာကျွန်တော်တို့မသိနိုင်သေးပါဘူးစပါးနဲ့ပွဲမှာ United တို့ဘယ်သူတွေနဲ့ပွဲထွက်လာမလဲဆိုတာကအင်တန်မာကိုခံမှန်းရခက်ပါတယ်။မရက်ဘလို့အသင်းလေးကို3နှစ်လောက်နီးပြလာခဲ့တဲ့နီးပြတယောက်အနေနဲ့ United ရဲ့ပွဲဥထွက်3ပွဲကတော့တကယ်ကိုချီးကျူးစရာပါ။ကာရီအနေနဲ့ဖူဝမ်နဲ့ပွဲမှာနောက်ကျနိုင်ကိုသွင်းယူပေးခဲ့တဲ့ရှက်ကိုကိုပဲပွဲတဲ့သက်သေမှုအဖြစ်ရွေးချယ်သွားမလား။ဒါမှမဟုတ် MU နဲ့ကွန်ညာအတွက်ကိုပဲ 4-9 လုပ်ပြီးပွဲထွက်လာမလားကျွန်တော်တို့သေချာမသိနိုင်ပါဘူး။ဒီခါလေးမှာကစားသမားတယောက်အနေနဲ့ပွဲထွက်ကစားနေမဲ့အစားအရန်ကုန်ကနေထားပြီးပွဲအဖြစ်ကိုပြောင်းလဲပေးလိုက်တာကလည်းကစားသမားရဲ့ပိုပြီးတင့်တော်တဲ့အခြေအနေမျိုးရှိနေတတ်ပါတယ်။လက်ရှိအခြေအနေမှာ United တို့ကထိပ်ဆုံး၄သင်းနဲ့ဝင်မှုရေပန်းစားဆုံးဖြစ်နေတာကတော့အသေးချပါပဲ။ဖူဝမ်ကိုအနိုင်ရလိုက်တာကလည်းအဆင့်၄နေရာအတွက်ကြီးမားတဲ့ရလဒ်တစ်ခုဖြစ်ပါတယ်။ United တို့အနေနဲ့တစ်ပတ်ကိုတစ်ပွဲပဲကစားနေရတာကအခြားအသင်းတွေဖြစ်တဲ့လီဗာပူးနဲ့ချယ်ဆီတို့တက်ပို့ပြီးတော့အားသာချက်တစ်ချက်ဖြစ်လို့နေပါတယ်။ထိပ်ဆုံး၄သင်းနေရာအတွက်ပြင်းထန်တဲ့ပြည်ဆိုင်မှုတွေရှိနေပေမဲ့သူတို့ကိုရေပန်းစားဆုံးအသင်းဖြစ်ကျွန်တော်ကတော့သတ်မှတ်ထားပါတယ်။ကာရီအနေနဲ့စပါးကိုလေးစားမှုကြီးမားတယ်ဆိုတာကိုဒီပွဲမှာလည်းအရင်ပွဲလိုပဲပြသအောင်ပါအမှန်တိုင်းဝင်ခံရရင်ဒီပွဲကပြောရခက်တဲ့ပွဲလို့ကျွန်တော်ထင်ပါတယ်စပါးကိုကြည့်မယ်ဆိုရင်ဆိုလန်ကီပါဝင်တဲ့စပါးသင်းရတကယ်ကိုကောင်းတဲ့အသင်းတစ်သင်းဖြစ်တယ်ဆိုတာပြီးခဲ့တဲ့ Man City နဲ့ပွဲစဉ်မှာကျွန်တော်တို့မြင်တွေ့ခဲ့ရပြီးပါပြီဒါပေမဲ့ကျွန်တော်ကတော့ဒီပွဲမှာ Old Trafford ကွင်းရဲ့ Asian အသင်းကပဲအနိုင်ရလဲယူသွားနိုင်လိမ့်မယ်လို့ထင်ပါတယ် United တို့ကပ်တင်ကိုပြတ်နိုင်သွားနိုင်ပါတယ်လို့ခန့်မှန်းပြောကြားခဲ့ပါတယ် United နဲ့ Spurs ပွဲပေါ်မိတ်ဆွေတို့ရဲ့အမြင်လေးရှင်းလဲဆွေးနွေးပြပါဦး